မရဏတာတခင်ဖျားကြွလာတော့မီမေလ17ရက်လူငယ်နဲ့မူရစေဝအခြေအနေအချင်းလူပြိုအသက်ပြိုသောအခါပျော်မွေ့လော့အသက်ပြိုစဉ်ကာလတွင်စိတ်ရှင်လန်းခြင်းရှိလော့ကိုလူရှိရလန်းနှင့်ကိုရန်ပြတော်လန်းတို့လိုက်လော့တို့ရာတွင်ထိုအမှုအလုံးစုံတို့ကိုဘုရားသခင်စစ်ကြော၍တင့်ကိုပြစ်ပေးတော်မူမေဟုအောက်မေလော့ဒေသနာကျမ်းအခန်းကြီး7အငယ်9စာတန်သည်စัจ java လာထဲတွင်အရင်အိုးဆုံးပုံကံသူဖြစ်သည်သူ့ကိုကောင်းကင်မှနှင်ထုတ်ခြင်းကလေးကမိမိကဲ့သို့ပင်လူသားတို့သည်ဘုရားသခင်ကိုစန့်ကျင်ပုံကံရန်သူသည်တောက်လျှောက်ကြိုးပမ်းလက်ရှိသည်သူသည်လူသားများပျက်စီးရာပျက်စီးကြောင်းအစီအစဉ်များချထားကာမိမိတို့ကတွင်အလိုကိုတရားမဝင်လိုက်ပြီးဘုရားသခင်၏ပြည့်ညတ်ချက်များကိုချိုးဖျက်ရန်ပို့ဆောင်နေသည်သူသည်အာတန်နှင့်ဧဝကိုတားမြစ်သောအသီးကိုစားရန်ပေးဆောင်ခဲ့သည်ထို့သောဖြင့်သူတို့သည်ကြာရှုံးကာဧဒင်ဥယျာဉ်မှနှင်ထုတ်ခြင်းခံခဲ့ရသည်ညစွာသောသူတို့သည်ငါသာအာတန်ရဲ့နေရာမှာရှိခဲ့မယ်ဆိုရင်ဒီရိုးရိုးစုံစမ်းခြင်းကိုတော့ဘယ်တော့မှကျူးလွန်မိမှာမဟုတ်ဘူးဟုပြောတတ်ကြသည်တို့ရာတွင်ကြွားဝါသောတင့်အတွက်စုံစမ်းခြင်းအောက်၌တင့်ခိုင်မာသောရည်ရွယ်ချက်စီးမင်းများကိုတစ္ဆာရှိစွာလိုက်ခြင်းကိုပြသရမည့်မဟာအခွင့်ထူးရှိနေသည်ဖျားသခင်သည်တင့်အသက်တာ၌အဖြစ်ကင်းသူတယောက်ကဲ့သို့မြင်ပါသလားစာတန်သည်လူငယ်တို့ကိုပျက်စီးဆုံးရှုံးခြင်းလမ်းထဲသို့ဖက်ဆုံမှသွေးဆောင်ရန်ကြိုးစားနေသည်အကယ်၍သူသည်ထိုလမ်းတွင်သူတို့ခြေများကိုတစ်ကြိမ်ချစေနိုင်ခဲ့လျှင်မိမိသားကောင်တို့သည်သူတို့စိတ်တိမ်မွေ့ခြင်းကိုဆုံးရှုံး၍သူတို့မျက်စိရှိတွင်ဘုရားသခင်ကိုမကြောက်ရွံ့တော့သည့်တိုင်အောင်အပျော်အပါတစ်ခုပြီးတစ်ခုနောက်သို့ပို့ဆောင်ကာသူတို့လမ်းကုန်းအစင်းတွင်ဘီးတက်ပေးလိုက်သည်သူတို့သည်မိမိကိုယ်ကိုချုပ်တေးခြင်းတစ်ဖြည်းဖြည်းလျော့နေလာသည်သူတို့သည်ဝိုင်နှင့်အရက်ဆေးလိမ့်နှင့်ဘိန်းတို့ကိုဆွဲလာကာစုပ်ယုပ်မှု၌တဆင့်ပြီးတဆင့်ကျဆင်းသွားကြသည်သူတို့သည်ခတွင်အလို၏ကြည်ကြုံများဖြစ်ကြသည်တချိန်ကသူတို့လေးစားခဲ့သောအရာကိုအကြံပြုသောအခါသူတို့ဆက်ဆုပ်ရွံရှာကြသည်သူတို့သည်လေလုံးထွားကြပြီးသူတို့သည်ပျက်စီးခြင်းကြုံများဖြစ်နေကြစဉ်လွတ်လပ်မှုရှိသည်ဟုဝါကြွားကြသည်သူတို့သည်တကူကောင်းဆန်ခြင်းယုံညံ့သောခတွင်အလိုလိုက်ခြင်းနှင့်အလိုရမက်တို့၏ကြည်ကြုံများဖြစ်ကြလျက်၎င်းတို့ကိုလွတ်လပ်ခြင်းအဖြစ်သူတို့မှတ်ယူကြသည်စာတန်သည်လူသားမျိုးနွယ်ကိုမိမိငယ်သားကဲ့သို့ဖြစ်စေရန်စိတ်ပိုင်းဖြတ်ထားသည်တို့ရာတွင်ဘုရားသခင်၏ပုံသဏ္ဍာန်တော်သည်ကြာရှုံးပြီးသောလူတို့၌တဖန်ရှိစေနိုင်မည်အကြောင်းလူသားတို့အားရန်သူလက်မှရွေးနှုတ်ရန်ခရစ်တော်သည်အဖို့မဖြတ်နိုင်သောတန်ဖိုးဖြင့်ပေးဆက်တော်မူခဲ့ပြီကြာရှုံးသောသူတို့သည်ခရစ်တော်အားဖြင့်ဘုရားသခင်ထံတော်သို့ရောက်ရှိနိုင်သည်အသေးသက်ခံပြီးမှထမြောက်တော်မူသောကယ်တင်ရှင်၏ကောင်းမှုအားဖြင့်ကျေးဇူးတော်ကြောင့်သူတို့သည်အောင်နိုင်သူများဖြစ်လာနိုင်သည်